ပြင်ဦးလင်မျိုးရဲ့အရာတော်ကိုပြေဝခံစားလို့ရမဲ့အပြင်ခြံဝင်းကလည်းကျေပြီးတော့အခန်းပွဲကလည်းများတယ်ပတ်ဝန်းကျင်ကလည်းစိတ်ငြိမ်တဲ့ပတ်ဝန်းကျင်မှာနေကျင်တဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ဒီ luxury home တစ်လုံးကိုအယောင်မိတ်ဆက်ပေးမှာဖြစ်ပါတယ်တီနီယာအနေနဲ့ကတော့ပြင်ဦးလင်မြို့ရဲ့ရက်ကွက်ကြီး14ညောင်ဒီမှာတည်ရှိတယ်။ညောင်ဒီဆိုတာကဂေါက်ကွင်းတို့ကန်တော်ကြီးတို့ရဲ့အနောက်မှာတည်ရှိတဲ့ရက်ကွက်အနေထားတစ်ခုလည်းဖြစ်ပါတယ်။ပတ်ဝန်းကျင်ကလည်းလူနေအင်ဂျီတွေအပြည့်ရှိတဲ့နေရာတစ်ခုလည်းဖြစ်တယ်။မြေမျိုးစားကတော့ရက်ကွက်ကြီးအမည်အနေနဲ့ဖြစ်ပါတယ်။ချန်ကျယ်ဝန်းအနေနဲ့ကတော့ပေ55ပေပေ100ပေါ်မှာတိဆောက်ထားတဲ့ RC နှစ်ထပ်တိုက်ဖြစ်တယ်။ချန်ဝန်းထဲမှာလည်းကားကို4-5စီးလောက်ထားလို့ရမယ် area အနေနဲ့လည်းပါရှိတာဖြစ်ပါတယ်။အောက်ထက်ကဒါဝင်ချင်းမှာ living room ကျဲတစ်ခုကိုတွေ့ရမယ်မီးဆိုင်တွေရော wall lamp တွေရောတကယ်ကို luxury grade ပုံစံတွေပဲတုံးထားပေးတယ်အောက်ကပါကေးတွေဆိုရင်လည်းတအိမ်လုံးကိုကျွန်းပါကေးတွေပဲတုံးထားပေးတဲ့အနေအထားဖြစ်ပါတယ်အရှိမှလည်းနောက်ထပ် shrine room အနေနဲ့ထားရင်လည်းရမယ်ဒါမှမဟုတ်ရင်နောက်ထပ် living room ကျဲတစ်ခုအနေနဲ့လည်းထားရှင်လည်းရမယ်အနေအထားမျိုးလေးကိုတွေ့ရှိရတာဖြစ်ပါတယ်လေကားခွင် area ဆိုလဲကျေတယ်အကျန်းပြင်းကို4ပေလောက်ထိကိုကျေဝန်းတဲ့အတိုင်းတာဖြစ်တယ်လေကားရဲ့အောက်မှာလဲ spaceless မဖြစ်အောင်လို့ဒါ partition box လေးတွေခွဲထားပေးတယ်အဲ့ဒီကနေတော့ဒါကျွန်တော်တို့ command toilet ကိုတွေ့ရမယ်ဒီဘက်ကတော့ဒါအောက်ထက်က master room အခန်းကျတစ်ခုဖြစ်ပါတယ်အခန်းကလည်းကျေဝန်းပြီးလင်းလင်းရှင်းရှင်းရှိတဲ့အပြင်ဒီထဲမှာရှိတဲ့ရေချိုးကန်းဆိုရင်လည်းတော်တော်လေးကိုကျေဝန်းတဲ့အတိုင်းတာမျိုးလေးကိုဖွဲ့စည်းထားတာဖြစ်ပါတယ်ထမင်းစားကန်းဆိုရင်လည်းဒါလင်းလင်းရှင်းရှင်းနဲ့ကျေဝန်းတဲ့အနေအထားတစ်ခုကိုဖန်တီးထားတယ်ဒီဘက်မှာတော့ဒါ main room တစ်ခန်းအနေနဲ့ဖြစ်ပြီးတော့ single ခန်းအနေထားမျိုးဖြစ်တယ်အိမ်ရဲ့အပြင်မှာလည်းမြေပုံအနေနဲ့ပါရှိပြီးတော့ command toilet တစ်လုံးကိုထုတ်ထားတာလည်းတွေ့ရတယ်ဒီဘက်က kitchen area ဆိုရင်လည်းအနောက်မှာတီးတန့်အခန်းဖွဲ့အနေနဲ့ဖွဲ့ထားတာဖြစ်လို့အနံ့အသက်တွေအနေနဲ့လည်းတကယ်ကိုကောင်းမွန်တဲ့အနေထားမျိုးလေးကိုဖန်တီးထားတယ်လေကားခွင်ရော landing area ရောကတော်တော်လေးကိုကျယ်ဝန်းတာတွေ့ရှိရတာဖြစ်ပါတယ်အပေါ်ဓာတ်မှာကတော့ဒါနောက်ထပ် master 3ခန်းဖြစ်တဲ့အခန်းတွေအကုန်လုံးကတော့ဒါလင်းလင်းရှင်းရှင်းလေးနဲ့တော်တော်လေးကိုကျယ်တဲ့အနေထားမျိုးလေးကိုတွေ့ရတယ်ဒီဘက်က bedroom တွေဆိုရင်လည်းတကယ်ကိုကျယ်ဝန်းတဲ့လင်းလင်းရှင်းရှင်းရှိတဲ့အနေထားမျိုးလေးကိုအင်ရှင်အနေနဲ့ဖန်တီးထားတယ်နောက်တစ်ချက်ကျွန်တော်ကြိုက်တာကဒီအခန်းတွေကနေထွက်လိုက်ရင်ဒါ runner အနေနဲ့ပါရှိတာဖြစ်ပြီးတော့ view ကလည်းတောင်ပေါ်မြို့ရဲ့အရာတော်ကိုအပြည့်အဝခံစားလို့ရတယ်တော်တော်လေးကိုလှတဲ့အနေအထားမျိုးလေးကိုဖန်တီးထားတဲ့အိမ်ပုံစံမျိုးလေးလည်းဖြစ်ပါတယ်ဒီအိမ်ရဲ့ master ခန်းတွေထဲမှာဒီခန်းကတော့အကျယ်ဆုံးလို့ကိုပြောလို့ရတယ်ဒါ master ခန်းကြီးပဲကိုတော်တော်လေးကိုမှကျယ်တယ်ရေချိုးခန်းရောဒီဘတ်တက်ဘူထိုင်ဆိုလို့ရှိရင်လည်းဒါ partition လေးတွေနဲ့ခွဲထားပြီးတော်တော်လေးကိုမှကျယ်ဝန်းတဲ့အနေအထားမျိုးလေးကိုလည်းတွေ့ရှိရတယ်ဒီဘက်ကလည်းဒါနောက်ထပ် master တခန်းအနေနဲ့ဖြစ်တယ်ဒီဘက်အခန်းကနေလည်းထွက်လိုက်ရင်ဒါ ancient runner အနေနဲ့လည်းတော်တော်လေးကိုကျယ်ဝန်းတဲ့အတိုင်းအတာမျိုးလေးကို ancient ကဖန်တီးထားပေးတယ်ပတ်ဝန်းကျင်ကလည်းတောင်ပေါ်မြို့ရဲ့ vibe ကိုအပြည့်အဝကိုခံစားလို့ရမယ် luxury home တစ်လုံးလည်းဖြစ်ပါတယ်အဲ့တော့ဒီအိမ်လေး overall အနေနဲ့ပြောရရင်ချန်ကျယ်ဝန်းကပေ55ပေပေ100ပေါ်မှာတိဆောက်ထားတဲ့ RC နှစ်ထပ်တိုက်ဖြစ်တဲ့ master ခန်း4ခန်းနဲ့ mid room တစ်ခန်းပါရှိတဲ့အတိုင်းအတာမျိုးလေးဖြစ်ပါတယ် living room ကလည်း2ခန်းပါပြီးတော့ dining kitchen area လည်းကျယ်တယ်မြေမျိုးစားကရက်ကွက်ကြီးမြေမျိုးစားဖြစ်ပြီးတော့စိတ်ဝင်စားတယ်ဆိုရင်ခေါ်ဆိုရတဲ့ဈေးနှုန်းက38,500ကိုပိုင်ရှင်နဲ့ဓာတ်ရိုက်စိတ်ကြိုက်ဈေးညီနိုင်လို့ရမယ်အနေထားမျိုးလေးဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Sweet Home Facebook TikTok YouTube Channel တွေကနေပြီးတော့မှဆက်သွယ်စုံစမ်းလို့ရပါတယ်အားလုံးကျေးဇူးတူတင်ရှိပါတယ်ဗျ